ကြားကြားတော့သူပုံပြီးရုံတာကိုအဲ့ဒီအပေါ်မှာသူကကောင်းကြီးဖြစ်နေတာသူရဲ့တည်င်းကမူရင်းနေတာကြာအဲ့ဒီပေါ်ကကြားတော့ပေါ်ကဝမ်းကြောက်ပါလေနော်ဆိုတော့ကျွန်တော်တို့ရောမ1:9မှာကြတော့ for God is my witness ကဘာလို့ကျွန်တော်ဖတ်ကြရအောင်ရောမ1:9အာဒီတင်လူကိုမချမ်းမလက်အောင်မေ၍အစစ်မပြတ်ဆုတောင်းပတနာပြုသည်ကြီးသားတော်ဤအင်းဝင်ဒီတရားကိုပေါ်ရဲ့အမှုတော်ကိုစိတ်ဝိညာဉ်နဲ့တကွငါဆောင်ရွက်၍ငါကိုယ်ကိုယ်တော်ဘုရားသခင်သည်ငါဣတတိခံဖြစ်တော်မူ၏မကြမမြင့်မီဘုရားသခင်လိုတော်အဖြစ်အစဉ်သက်ရှိ၍တင်တို့ရှိရသောငါလည်းရသောအဖြစ်သဇောလူခုရှိတဲ့အကြောင်းဆုတောင်းပတနာပြု၏တင်တို့သည်မြဲမြံခိုင်ခန့်၏အကြောင်းငါသည်တင်တို့ဝိညာဉ်စုကျေးဇူးတော်ခုကိုအပေးခြင်းမှာတင်တို့ကိုအလွန်တွေ့မြင်ခြင်းပါ၏ဆိုတော့သူကလာခြင်းတယ်နော်သူကဒီမျိုးဒီရောမရှိအတင်းတော့ကြားကြတယ်ဝိညာဉ်ကြွားတဲ့ခါမှာသူလာခြင်းတယ်ဒါပေမဲ့အခုချက်ချင်းတော့သူရောက်လို့မရဘူးဘာလို့တခြားနေရာမှာသူမှလည်းလုံနေရတယ်မပြီးမပြတ်ဘူးသူစားရနောက်ဆိုတော့တခြားဒီလသားလူကျွန်းတခင်လူမျိုးတကာတို့မှာသူကဒီမှာအကျွေးရှိနေသူကခံစားရတယ်ဆိုတော့နေရာတိုင်းရောက်အင်းကြီးရောက်သူကပြောဖို့လိုက်သွားနေရတဲ့အခါမှာသူ့မှာချက်ချင်းရောက်လာဖို့အတွက်ဒီမှာအဟန္တာဖြစ်နေတယ်ချက်ချင်းပြန်ရောက်လာတယ်အဲ့ဒါကြတော့ကျွန်တော်တို့ရောမစနစ်စက်တူမှာပြောထားတယ်ဆိုတော့သူလိုင်းဒီဘာလို့လာချင်းပေးလာပြီးတော့ရောမရှိအတင်းတော်တယ်ဆိုတာလုပ်ပေးနေချင်တယ်ဆိုရင်ဝိညာဉ်တော်စုကျေးဇူးတွေကိုသူကပေးချင်တယ်တော့ဝိညာဉ်တော်စုကျေးဇူးဆိုတဲ့ဘောကတယောက်နဲ့တယောက်ကိုလက်ကမ်းပေးလို့ရတဲ့ပုံမှာရှိတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ဒီအမှုတော်ဆောင်တွေကိုတေဟုတ်ဆရာဒီကနေ့တို့ခန်းတော့မယ်ဆိုရင်ဘာလုပ်လဲဆိုရင်လက်တင်တော့လုပ်တယ်ဆိုတာကတန်ရှင်တော်ဝိညာဉ်တော်ကိုရဖို့ပဲလက်တင်စတာတယ်အဲ့ဒါကြောင့်ဒီတိမောသေ4:14မှာပြောအရင်ပေးထားတာတွေ့ရတယ်တိ4:14ဒါလည်းတော့ကိုခံပြီးနေအောင်ညာလို့ဒီတက်တင်ခြင်းနဲ့တော့တင်နာအပ်ပြီးတော့စီးပြီးပြုစုရနေတယ်တော့ကျွန်တော်တို့ဗျာဒိတ်ခမတဲ့ဘာလို့ပဲရပါစီတယ်လေပြောင်းများလက်တင်နေတင်ဥပေကိုလက်တင်ပေးရလို့ရှိတယ်အဲဒါကြောင့် tension တော်ဝိညာဉ်တော်လည်းအလုံးလုံးနိုင်ဖို့အတွက်ဒီပါရီနဲ့တို့ကြားရည်ကပါနော်ဒီ scout ဒီဝိညာဉ်စုကျေးဇူးကိုကျွန်တော်ဖတ်ခြင်းလုပ်ပြရတယ်ဆိုတော့ဒီအမှုတော်ဆောင်ချင်တိုင်းကျွန်တော်ကရန်ရင်ရှောင်တော့မရဘူးကျွန်တော်တို့ဆရာတော်ကျွန်တော်ပုံနဲ့ကျတော့ခွင့်ရှင်းပြတရားဝင်မှုတော်ဆောင်လို့လေးပါတယ်လေးဆိုတော့လောကီအရာလုံးလိုက်အဲ့ဒါလေးချိန်မှာဖျားလို့လိုက်အဲ့ဒါလေးဒီကနေ့အမှန်ကန်ဖတ်စေကြတော့မရတော့တကယ်ကိုသိသိချာချာလက်တင်လို့လိုရတာကျွန်တော်အနေနဲ့လေးတော့မှဒီရှောက်လို့ပြီးလို့ရှောက်နေတယ်တရားဝင်လေးဖြစ်အောင်အခုကတရားဝင်လေးဖတ်တယ်တရားဝင်လေးဖတ်တာရှိသေးတယ်ပြည့်ကျော်ကလည်းတော့အဲ့လိုမျိုးပြခင်ကကျွန်တော်တို့ကိုဝိညာဉ်စုကျေးဇူးပေးတဲ့အခါမှာအဲ့လကားမဟုတ်ဒီစုကျေးဇူးတွေကနံပါတ်1ကော14:3လေးကိုဖတ်မယ်ဒီကော14:3လေးဒီဝိညာဉ်စုကျေးဇူးတွေမှာဒီမှာအတိတ်ပဲရှိတယ်ပရောဖက်ပြုတော်သူမှာဒီဆောက်ခြင်းစိုက်ထုတ်ပေးဆောင်ခြင်းတက်ထိုင်ခြင်းလုံးသူတို့ဟာဟောပြောပြီးအခြားသောပါဒစကားအဖြစ်ပြောလို့သူကိုယ်ကဒီဆောက်ပရောဖက်ပြုတော်သူမှာသူတော်ဒီဆောက်တော့ဒီ prophet ပြုခြင်းဆိုတာကြတော့ဒီညမှာကြတော့သင်ဥစ္စာရည်နဲ့ဓာတ်နေပြီးတော့သင်သားတွေကိုဆရာရဲ့နှုတ်ပတ်တော်ကိုခေါ်ကြားသုံးပေးတာကိုအဲ့မှာ prophet ပြုခြင်းဆိုတဲ့ပြောတဲ့ကျွန်တော်တို့အတိတ်ပဲပြောရတယ်ဆိုတော့ prophet ပြုခြင်းဆိုတာအတိတ်ပဲတစ်ခုရှိတယ်တစ်ခုကဖျားကဘာပြောလဲဆိုတော့ကိုကကြားပြီးတော့ပြောတဲ့ဥစ္စာကိုနောက်ပြန်ပြောတာအဲ့ဒါကတော့ဖျားတရားတရားနေတော့ကိုတိုက်ရိုက်ကြားပြီးတော့ပြောတာအဲ့ prophet ပြုတာတစ်ခုနောက်တစ်ခုကသင်ဥစ္စာနေတော့သမာတရားကိုလေ့လာပြီးတော့အဲ့ဖျားတရားတန်ရှင်းသောဝိညာဉ်တော်ဟာဖွင့်ပြတဲ့အတိုင်းတောက်ကြည့်တော့ပြန်ပြောတဲ့ဥစ္စာနဲ့ပြောဖက်ပြုခြင်းလို့ခေါ်တယ်ဒီပြောဖက်ပြုခြင်းကဘာအတွက်ဖြစ်လဲဆိုရင်အသင်းသူသင်သားတွေကိုဒီဆောက်เสียဖြစ်စေဖို့အတွက်နောက်ပြီးတော့ဘာဖြစ်ဖို့လဲဆိုတာပြောတာဒီဖိုင်သူဒီမာလာကိုပြန်ပြေဖို့
ဒီဆောက်ကြဖြစ်စေဖို့နောက်ပြီးတော့စိတ်သက်သာရဖို့အတွက်ဒီကြားကဝိညာဉ်စုကျေးဇူးကိုတင်းအောင်ဆရာကြီးစင်ဒီအတင်းတူတင်လာလို့ဖြစ်ပို့သေးတာပေါ့နော်ဆိုတော့ဒီညမှာလည်းဝိညာဉ်စုကျေးဇူးမှာပါမယ်ဘာမှလုပ်လို့မရဘူးအတင်းတော်တင်းအောင်ဆရာဖြစ်စေနော်ခါကြတော့ဒီတင်းအောင်ဆရာဟောကောင်းလိုက်တာသူ့လိုဖြစ်ချင်တယ်ကျွန်တော်ဖြစ်တတ်တာရှိတယ်အဲ့မဲ့ဒီတင်းအောင်ဆရာဟောကောင်းလို့ဆရာဒီတင်းအောင်ဆရာတော်လို့တော့မဟုတ်ဘူးဒီတင်းအောင်ဆရာကမိခိုတဲ့တက်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကောင်းလို့သူကကောင်းနေတာဖြစ်တယ်ဆိုတော့ကျွန်တော်သိလို့အဓိကကတော့ကျမ်းစာဆိုတာကတာမန်လူခတ်တန်ရှင်းသောဝိညာဉ်မခတ်ရင်စာဝတ္ထုတဲ့တော့ဖတ်တာပြောမှုကောင်းတယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြမှုပါမှဒီစာဖတ်တာတကယ်ရွှေလုံးလေးတွေနော်ဒီကြောက်တံပရများကိုကျွန်တော်တူးဖော်နေလို့ဖြစ်တာဖြစ်တယ်ဝိညာဉ်တော်ပါမှနော်ဝိညာဉ်တော်မပါဘူးဆိုရင်ဒါကအိတ်ဆေးပဲဝိညာဉ်တော်ပါလို့အိတ်ဆေးပဲအဲဝိညာဉ်တော်ပါရင်ဆိုတာကြောက်တံတည်းတစ်ခုချင်းတစ်ခါတူးလိုက်တစ်မျိုးထွက်လာလိုက်နောက်ခါတူးလိုက်တစ်မျိုးထွက်လာလိုက်တော့အဲ့လိုမျိုးအဆင်ပြေ